အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဒီနေ့ကနေစပြီးတော့ကျွန်တော်ရဲ့ဒီကိုရီးယားမှာဖြတ်သန်းတဲ့ဒီတက္ကသိုလ်တက်တဲ့ကျောင်းသားတယောက်ရဲ့activities တွေကိုကျွန်တော်ဘက်ကလုပ်တဲ့ဟာတိုင်းကျွန်တော်မျှဝေဖို့အတွက်စဉ်းစားထားတယ်အဲ့တော့မနေ့ကကျွန်တော် Monday မှာအချိန်ဘာရှိလဲကျွန်တော်မနေ့က Monday မှာအားလုံးပေါင်းဘယ်ချိန်လဲ9နာရီတန်းရဲ့ပြီးတော့9နာရီတန်းရဲ့စနေကျွန်တော်အားလုံးမ3ချိန်ရှိရထင်တယ်3ချိန်လား2ချိန်လားကျွန်တော်မမှတ်မိဘူးဖုန်းကဒီမှာ recording လုပ်နေရဆိုတော့wait မေးလို့အဲ့တော့ကျွန်တော်အားလုံးပေါင်း3ချိန်ရှိရမနေ့9နာရီနေပြီးတော့10နာရီ15အထိကကျွန်တော်ရဲ့ nutrition through the life cycle ဆိုတဲ့ဟာရယ်ပြီးတော့ကျွန်တော်ဒီစနစ်ကနေပြီးတော့10နာရီ15မှာကျွန်တော်ဟိုရှိရ중급 영어 회화လို့ခေါ်တဲ့ဒီintermediate English conversation class ရှိတယ်ပြီးသွားလို့ရှိရင်ကျွန်တော်တနားခွဲရနေပြီးတော့2နာရီ45ထိမှာ Jody Ball နေဟာရှိတယ်ပေါ့နော်ဒီ cooking principles တွေကိုလေ့လာတယ်ဟင်းချက်တဲ့ဟာတွေကိုလေ့လာတယ်ဘာသာရပ်ပေါ့အဲ့တော့မနေ့ပြန်ကျောင်း2နာရီ45ထိတက်ရမယ်အဲ့တော့ကျွန်တော်တို့မနေ့ပြန်ကျောင်းတက်တဲ့အချိန်မှာကျွန်တော်ပုံမှန်ဘာတွေလုပ်လို့ရှိလဲဘာတွေစားဖြစ်လဲပြီးတော့ကျွန်တော်ဘယ်လိုတွေနဲ့ hangout အမြဲတမ်းလုပ်ဖြစ်လဲဆိုတာတွေကိုကျွန်တော်မနေ့ပြန်မှာကျွန်တော်အားလုံးကိုရိုက်ပြဖို့အတွက်ကျွန်တော်တစ်ချက်လောက်စူးစမ်းကြည့်မယ်ပေါ့နော်ကျွန်တော်အခုဆိုရင်အားလုံးရေချိုးပေးပါပြီပေါ့နော်ပုံမှန်ကiPad တွေခက်လေးရှိနှလုံးကအဲ့ midterm ပြီးကြအရန်မဲနေလို့လေအဲ့တော့ကျွန်တော်လည်းနည်းနည်းလေးကပ်မယ်မိနစ်20လောက်ထားရတယ်သူကကျွန်တော်ဒါဆိုဝယ်ထားပါဘောနော်မစိုးသုံးလို့ကောင်းတယ်သူကနည်းနည်းသုံးပြီးတိတာရဲ့ effect ရတယ်ပြီးတော့1000ပဲပေးရတယ်ပေါ့သူများရေဘယ်လိုကတ်လဲတော့မသိဘူးကျွန်တော်တို့ဒီလိုပဲကတ်တယ်ဒီနားလေးကိုကျွန်တော်နည်းနည်းခြိုက်တာဖြစ်တဲ့အတွက်ကြောင့်လို့ဒီနားလေးကိုပို့ပြီးတော့ရှော့အောင်ကျွန်တော်ကတ်တယ်နော်ပြင်ကျွန်တော်နှစ်ဖူးလဲကတ်တယ်ကျွန်တော်နှစ်ဖူးကနည်းနည်းကျွန်တော်ဒီလိုလောက်တော့မြောက်ရေးကြောင်းနည်းနည်းများရလို့ခံစားရတယ်ကျွန်တော်အသက်အရွယ်နဲ့ရှင်လို့ရှင်တော့ဒါကိုလည်းကျွန်တော်နည်းနည်းလေးကတ်တယ်ထိုင်မှာကျွန်တော်မိနစ်20ကဒီဗီဒီယိုမြဲခင်ကပေးထားပြီးသားဆိုတော့ကျွန်တော်ဒီတိုင်းပဲစောင့်လိုက်ရပြီပေါ့ဒါကိုပြန်ပြီးတော့ထည့်မယ်ဒီဗီဒီယိုတွေမှာထားတိုင်းပိုကောင်းတယ်နော်ကိုလေးဖက်ရဒါကျွန်တော်သုံးနေတဲ့ lip balm ဒါလည်း Daiso ရဝယ်ထားတာကိုရီးယားမှာနေတဲ့သူတွေဆိုရင်တည်ရပေါ့နော်အရန်ဈေးတန်တဲ့ဒီ mark တစ်ခုလိုပဲပြောရမှာပေါ့ထောင်မရှိရဒါနည်းနည်းနှခမ်းအစိုးရအောင်လို့နည်းသုံးလိုက်တယ်ရန်ဒီဝိုင်းလာတယ်โอเคကျွန်တော်ရေချိုးခန်းသွားပြီးတော့တန်ရှည်လောက်လိုက်အောင်တင်လာခဲ့နော်